video မှာကျွန်တော်ခုခေတ်သူလေးသူမလေးတွေတော့ဟိုလာပြောပြတော့ဗောနော်ကျွန်တော်တို့အချိန်ဆိုတာပြန်မရဘူးအတွေးကြုံဆိုတာလည်းအသက်အရွယ်နဲ့ရင်းပြီးတော့မှရတယ်နော်ကျွန်တော်တို့အဲ့တော့ဒါကျွန်တော်ဆိုရင်အသက်38ရှိပြီအဲ့ဒီလိုအသက်38အတွေးကြုံတွေကိုကျွန်တော်စေတနာနဲ့လာပြောပြရပါတော့ချိန်ဆိုတာအစားပြန်မရတဲ့တော့ကျွန်တော်တို့လူငယ်တဘာဝဆိုတာပျော်တာတော့ပျော်ပါပျော်ပါတာပျော်ပါပေါ့နော်ဒါပေမဲ့ရမတတိနဲ့စီကံကျွန်တော်စီချင်းနဲ့ဆန္ဒနဲ့လာပြောပြတာကျွန်တော်တို့မိန်းကလေးဖြစ်ယောက်ျားလေးဖြစ်ကျွန်တော်တို့ကျောင်းနေတဲ့ရွယ်ဖြစ်ကျောင်းမနေတော့တဲ့လူပဲဖြစ်ကျွန်တော်တို့ဘဝမှာဥတီချက်တကူတော့ထားဖို့လိုတယ်ဥတီချက်မရှိလို့ရှိရင်လမ်းမိုင်းညမှာမြင်ပုံနာချရောလမ်းပြောက်သလိုပဲဘယ်သွားလို့သွားမှဒီဘယ်ရောက်မှမသိတဲ့ဘဝကိုရောက်သွားမယ်နော်အဲ့တော့ကျွန်တော်တို့ဒီကကျွန်တော်ပြောချင်တာကတော့သမင်းစားလက်မှတ်ပေါ့မိန်းကလေးဆိုတဲ့ကိုယ်အိမ်တော်ဘက်ကိုအာမကိုရအောင်ကိုအာကိုတိုက်အောင်ယောက်ျားလေးဆိုလဲကိုယ့်ရဲ့အိမ်တော်ဦးစီးနိုင်အောင်တာဝန်ယူနိုင်အောင်ဆိုတဲ့အနေထားအကြောင်းလာပြောပြတာကျွန်တော်တို့ကိုပြန်ဆန်းစစ်မင်းမြန်ပေါ့နော်ကိုဘာဝါသနာပါတယ်ဝါသနာပါတဲ့အလုပ်ကိုကိုကအဲ့ဒီဝါသနာပါတဲ့နယ်ပယ်နဲ့ပညာရက်ကိုကတက်ကြွဖို့အတွက်ဘယ်လိုပြောမလဲအစအဆုံးတီးဖို့အတွက်ကျွမ်းကျင်ဖို့အတွက်လေးလာပြီးတော့ဟိုပြောမှဆိုရင်ကျောင်းနေဆိုကျောင်းနေရင်နဲ့ကျောင်းနေရင်လည်းကိုဖြစ်ချင်တဲ့လှုပ်ချင်တာကိုဖြည်းနဲ့ကျွန်တော်တွားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကျောင်းပြီးတဲ့ခါကျလို့ရှိရင်ကိုအစင်တည်းဖြစ်တဲ့အနေအထားမျိုးရသွားမှာကျောင်းမနေတဲ့လူတွေဒီတိုင်းပဲတဖြည်းနဲ့သွားပါတချို့ကကျွန်တော်မိဘတွေဆင်းရဲတယ်ကျွန်မမိဘတွေဆင်းရဲကျွန်မတို့မထောက်ပံ့နိုင်ဟုတ်တယ်မှန်တယ်ဘယ်သူမှမွေးခဲ့ပါမလားဒါပေမဲ့ဆင်းရဲဆိုမှအရင်နေ့မရှိတော့တွားစိတ်ထဲကြတယ်လက်ကားပဲကြံခဲ့မှာနော်ကိုဖြစ်ချင်တာကိုလူကတခုလိုချင်တခုပေးဆက်ရတယ်နော်ရမှလက်ကားမရအောင်အဲ့တော့ကိုလုံးအားနဲ့ကိုလိုချင်တဲ့ငွေပမာဏကိုရင်ရှားမှာရှားပြီးမှလူဆိုတာလောင်းရအောင်ပင်ကဘယ်တော့မှမရှင်းတန်ဘူးအဲ့တော့အဲ့ဒီလောင်းရကနေရုပ်ထွက်နိုင်ဖို့အရေးကြီးတယ်သူများလို့တော့ဘယ်သူမှမဆိုသူများလို့လုံးမှာပဲမရှိစင်ရတာရတော့ဒါပတ်စံရှိတဲ့တာသမီးကိုချွေးချမ်းနေထားလိုက်အဲ့ဆင်းရဲတာသမီးတွေကတော့ကိုချွေးနေတာနဲ့ကိုလိုချင်တဲ့ဘဝပန်းနိုင်ကိုလိုချင်တဲ့လုပ်ငန်းကိုအရင်လုပ်သမားဘဝနဲ့ရှာပြီးမှကိုထူထောင်ရမှာအဲ့လိုလုပ်သမားဘဝနဲ့ရှာတဲ့အချိန်မှာတထေးသားထေးသမီးတွေတာသွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွေးကြုံလဲရတယ်လုပ်ငန်းပိုင်းကိုလည်းဘယ်လိုစီမံခန့်ခွဲရအောင်ဆိုတော့သိတယ်အဲ့တော့မှအောင်မြင်မှုရှိမှာ